လုံးပဲမင်္ဂလာပါဦးမြ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ YouTube ဗီဒီယိုတစ်ပုဒ်ရဲ့အသက်ဖြစ်တဲ့ကျွန်တော်တို့နောက်ခံသချင်း sound နဲ့ sound effect တွေကို copyright မမိအောင် audio library မှာ down တဲ့နည်းလမ်းလေးကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ် audio library ဆိုတာဒီတူရဲ့ user တွေကိုဒီ sound effect တွေနဲ့အတန်တွေကိုယူလို့ရအောင်ပြီးတော့ယူလို့ရအောင်တရားဝင်ဖွင့်ထားတဲ့ဒီ website ဖြစ်တယ်ပေါ့နော်အဲ့ဒီနောက်ခံတချင်းတွေ sound effect တွေကကျွန်တော်တို့ copyright လုံးဝမမိဘူးပေါ့နော် 100% အဆင်ပြေတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ audio library မှာ YouTube ရဲ့နောက်ခံတချင်းနဲ့ sound effect တွေဘယ်လို down လဲဆိုတာကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ပထမဦးဆုံးကျွန်တော်တို့ Google ထဲဝင်လိုက်ပါအပေါ်ဆုံးကကျွန်တော်တို့ shop bar မှာ youtube.com လို့ဆိုရိုက်လိုက်ပါ youtube.com လို့ပေါ်လာရင်အဲ့ဒါကိုကျွန်တော်တို့ချက်နေလိုက်ပါဒီလိုလေးပေါ်လာကြလို့ရှိရင်ကျွန်တော်တို့ကဒီ audio library မှာကျွန်တော်တို့ကဒီအချင်းနဲ့နောက်ခံ sound effect တွေ down မှာဖြစ်တဲ့အတွက် audio library ကိုရိုက်ပြီးတော့တစ်ချက်ကျွန်တော်ရှာကြည့်လိုက်ပါ YouTube ရဲ့ video နောက်ခံမှာကျွန်တော်အတန်တွေ sound effect တွေကိုကျွန်တော်တို့ဒီကနေပြီးတော့ down ပြီးတော့ထည့်မယ်ဆိုလို့ရှိရင် 100% copyright လွတ်ပါတယ်တခြားအချင်းတွေဆိုရင်တော့ copyright လွတ်ချင်မှလွတ်မှာပေါ့နော်ဒါကကျတော့အဓိကဒီ YouTube သုံးတဲ့ user တွေအတွက်အဓိကလှုပ်ပေးရတဲ့ audio library ဆိုတော့ဒီထက်တည်း sound effect တွေအတန်တွေကိုကြိုက်တယ်လို့တောင်းပြီးတော့ကျွန်တော်တို့ရဲ့ YouTube video နောက်ခံနေမှာသုံးလို့ရှိရင်လုံးဝကိုအဆင်ပြေပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုတောင်းကြမလဲချက်ကြည့်လိုက်မယ်ကျွန်တော်တို့ဟိုဘက်တောင်းလေးမှာကျွန်တော်တို့ရဲ့ YouTube account ပုံစံလေးရှိပါတယ်အဲ့ဒီဟာလေးကိုထည့်နေလိုက်ပါ view your channel ထဲကိုတစ်ချက်နှိပ်လိုက်ပါဒီလိုလေးပေါ်လာရေးဆိုရင်တော့ကျွန်တော်တို့နားလေးမှာ customize channel ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်ပြန်နှိပ်ပါဒီလိုလေးပေါ်လာရင်ကျွန်တော်တို့ဒီဘေးနားကအတန်းအောက်နားလေးမှာပေါ့နော်ဒီဘက်ကျွန်တော်တို့အတန်းအောက်နားလေးမှာအောက်မှာ music ပုံစံလေးနဲ့ music ပုံလေးရှိပါတယ်အဲ့ဒီဟာလေးကိုချက်ထားလိုက်ပါအဲ့ဒီ music ပုံစံလေးကကျွန်တော်တို့ခဏနေရပြောတဲ့ audio library ပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က audio library ဆိုပြီးပေါ်ပြီးတော့ကျွန်တော်တို့ music တွေကိုဖွင့်ကြည့်ပါတော့ကိုကြိုက်တဲ့ music ကိုတောင်းကိုကြိုက်တဲ့ music ကိုတောင်းလို့ရပါပြီဥပမာကိုကဒီအတန်လေးကိုဒီ music ဒီ sound လေးကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောက်ဆုံးလေးမှာကျွန်တော်တို့မများလေးနဲ့ save ဆိုပြီးမှပေါ်နေတာဖြစ်ပါတယ်အဲ့ဒီ save လေးကိုချိန်နေလိုက်ပါဥပမာအဲ့လိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်နားလေးမှာdownload ပေါ့နော်ကျွန်တော်တို့ဒီ store ထဲမှာ down မှာလာပါဆိုကျွန်တော်တို့ဘယ်မှာဖြစ်ဖြစ်ကျွန်တော် download ရပါပြီ download ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအပေါ်ဆုံးမှာ down နေပါပြီကျွန်တော်တို့နောက်တစ်ခုကလည်းအဲ့လိုပဲပေါ့နော်ကျွန်တော်တို့ကိုက music တော့ဆွဲပြီးသွားပြီနောက်ထပ် sound effect ကိုဆွဲခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီနားလေးမှာအဲ့ music ရဲ့ဘေးနားလေးမှာပေါ့နော် sound effect ဆိုတာရှိပါတယ်အဲ့ဒါလေးကိုချက်ထောက်လိုက်ပါထောက်ပြီးတော့ရှင်ခဏနေရတိုင်းပဲကိုကြိုက်တဲ့ sound effect အတန်လေးကိုနှိပ်ကြည့်ပေါ့နော်ကိုကြိုက်တဲ့ sound effect တွေ့ပြီဆိုရင်ဒီအောက်ဆုံးသားလေးမှာပဲခဏနေရတိုင်းပဲကျွန်တော်တို့များပုံစံလေးနဲ့ save ဆိုတာရှိပါတယ်အဲဒါကိုချက်နေလိုက်ပါအဲလို့ရှိရင်ခဏနေရတိုင်းပဲကျွန်တော်တို့ဒီမှာ download လုပ်လိုက်ပါနှစ်ခု down နေပေါ့နော်ဒါကျွန်တော်တို့ခဏနေရနောက်ခံ music sound ရဲ့ကျွန်တော်တို့ဒီ sound effect က down နေရပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်ပြပြခဲ့တဲ့နီလာနေကတော့ကျွန်တော်တို့ YouTube video တစ်ပုဒ်ရဲ့အသက်ဖြစ်တဲ့နောက်ခံတချင်းတွေ sound effect တွေကိုကျွန်တော်တို့ copyright မမိအောင် audio library မှာ down တဲ့နီလာလေးကိုပြောပြသွားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ပြောတဲ့ video လေးကိုကြည့်ပြီးတော့မိတ်ဆွေတို့အတွက်အကျိုးတစ်စုံနဲ့ရခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ